ဒါကတော့နံပါတ်1ပေါ့နော်သူကအသားဖြူတဲ့သူတွေသုံးတဲ့နံပါတ်1လေးပါဒီမှာကြည့်သူရဲ့ make up အယောင်လေးရနော်ဒီမှာကြည့်သူရဲ့ make up အယောင်မဲဝိုင်ပါဝိုင်သူရဲ့ make up အယောင်သူရဲ့ make up အသားပေါ့နော်မြန်မာနိုင်ငံမြန်မာလူမျိုးရဲ့အသားအရင်နဲ့အဆင်ပြောင်ထုတ်ပေးထားတဲ့ triple make up လေးပါနော်ဒီမှာတန်တန်တန်ဘီမီရဲ့ triple make up ကြီးရတဲ့ sensitive ဖြစ်တဲ့ skin တွေတောင်နဲ့တကယ်အဆင်ပြေလွန်းပါတယ်တဲ့ကျေးဇူးအများကြီးတင်ပါတယ်ကြည့်လိုက်သူရဲ့ make up အယောင်လို့ကြည့်တယ်ဒါနံပါတ်1နော်အသားဖြူတဲ့သူတွေသုံးတဲ့နံပါတ်1ပါအသားဖြူတဲ့သူတွေသုံးတဲ့နံပါတ်1ဆိုရင်လည်း make up အယောင်ကဖြူတဲ့ဘက်ကိုလည်းမသွားဘူးပြာတဲ့ဘက်ကိုလည်းမသွားဘူးဝါတဲ့ဘက်ကိုလည်းမသွားဘူးရွှေလိုဝင်းဝင်းလေးတွေ့လားရွှေလိုဝင်းလေးဒါလို့ပို့ပြမယ်နော်တကယ်တော့ဗောနော် make up ဆိုတာဒီလက်ပေါ်မှာဆန်းရတာမဟုတ်ဒီလိုနေရာလေးမှာဆန်းဒါပေမဲ့ကိုကကျတော့ဒီမှာဖန်သားပြမှာကျတော့ဒီလက်နဲ့ကအဆင်ပြေနေဆိုတော့ဒီတိုင်းလေးမကြည့်လိုက် तू ကလေဝင်းဝင်းနဲ့ပြောင်ပြောင်လေးတွေ့လားနော်ဖြူတာလည်းမဟုတ် make up တာဖြူတာလည်းမဟုတ်ပြာတာလည်းမဟုတ်ဝါတာလည်းမဟုတ်မဲတာလည်းမဟုတ်ဒီမှာကြည့်လိုက်မျက်နှာပေါ်မှာရှိတဲ့အပြစ်နာစာအခုလိုမျိုးပပကြည်ကြည်ပြောင်ပြောင်လေးနဲ့ဖုံးအုပ်ပေးတာကဒါ triple make up ရဲ့အသက်ပဲပေါ့နော်လူနောက်ထပ်4လပိုင်းရောက်မှဝင်တော့မှာပေါ့နော်ဘူးဆိုလို့ရှင်တော့အဲ့တော့ဒီကြားထဲမှာ